မနောင်းပွဲမှာနောင်ရှောင်းနောင်ပါများဝတ်ဆင်တဲ့နဂါးဝတ်ယုံများတဲ့ကချင်လူမျိုးတို့ရဲ့တမိုင်းနဲ့ယဉ်ကျေးမှုကချင်လူမျိုးတို့ရဲ့နဂါးဝတ်ယုံတွေဟာရိုးရိုးအလှဆင်ထားတဲ့အဝတ်အစားတွေမဟုတ်ပါဘူးဒီဝတ်ယုံတစ်ထည်ချင်းစီမှာကချင်လူမျိုးတို့ရဲ့တမိုင်းကြောင်းယုံကြည်မှုရိုးရာယဉ်ကျေးမှုနဲ့ဘိုးဘေးတွေစီကစက္ကန့်လာတဲ့အမွေအနှစ်တွေကိုထည့်သွင်းဖော်ပြထားပါတယ်ဝတ်ယုံဒီပေါ်မှာတွေ့ရတဲ့နေလနဂါးတောင်တန်းမြစ်ချောင်းငှက်ပုံစံတွေနဲ့ရိုးရာရက်ကန်းအစင်တွေဟာအလှဆင်ဖို့အတွက်သာမဟုတ်ပဲအတိတ်ပဲနဲ့နဲတဲ့တင်ဂီတတွေပဲဖြစ်ပါတယ်လေဘင်းသားမှာထည့်သွင်းထားတဲ့နေနဲ့လတင်ဂီတကတော့ကချင်လူမျိုးတို့ရဲ့အနာဂတ်တောက်ပမှုကောင်းကြီးမင်္ဂလာနဲ့တာယာဝါပြိုးမှုကိုရည်ညွှန်းထားတာပါကချင်လူမျိုးတွေဟာမိမိတို့ကိုနေမင်းနဲ့ဆက်နွယ်တဲ့မျိုးဆက်တွေအဖြစ်ယုံကြည်ကြပြီးကောင်းကင်မြေကြီးနဲ့ဘိုးဘေးတွေကိုယုံကြည်လေးစားတန်ဖိုးထားကြပါတယ်ဝီယုံပေါ်ကနဂါးပုံကတော့ကချင်ဘိုးဘေးတွေရဲ့ရှေးဟောင်းထန်တာကြီးနဲ့လူမျိုးရဲ့မူလအစကိုဖော်ပြထားတာဖြစ်ပါတယ်နဂါးဟာကချင်လူမျိုးတွေရဲ့အင်အားနဲ့အမွေအနှစ်ကိုအကူစားပြုထားတာအင်ဂျီလက်ပေါ်မှာတွေ့ရတဲ့နေဖျားလေကားပုံစံကကောင်းကင်နဲ့လူလောကကြားဆက်သွယ်မှုကိုဆိုလိုတာဝီယုံအောက်ချီမှာပါဝင်တဲ့တောင်တန်းနဲ့မြစ်ချောင်းပုံတွေကတော့ကချင်ဘိုးဘေးတွေဟာတောင်တွေကိုဖျက်ကျော်ပြီးမြစ်တွေကိုကူးဖြတ်ကာနေရာအသီးသီးကိုရွှေ့ပြောင်းနေထိုင်လာခဲ့တဲ့သမိုင်းခရီးကိုမှတ်တမ်းတင်ထားတာဖြစ်ပါတယ်ဒါအပြင်အောက်ချင်းညက်တောင်းနှက်နဲ့အခြားငှက်ပုံတွေကမနောပွဲရဲ့ရှီးဟောင်းတန်တာကြီးကိုဖော်ပြထားတယ်ငှက်ပေါင်းများစွာစုဝေးလာပြီးမနောတချင်းနဲ့အတူကခုန်ခဲ့ကြတယ်ဆိုတဲ့ယုံကြည်ချက်ကိုအမှုပညာပုံစံနဲ့ပြန်လည်ဖော်ပြထားတာဖြစ်ပါတယ်အဝါရောင်အခြေခံနဂါးဝိယုံဒီဝိယုံရဲ့အဝါရောင်ကတော့မြင့်မြတ်မှုဂုံကျက်တရည်နဲ့တောက်ပတဲ့အနာဂတ်ကိုကိုစားပြုပါတယ်ဝိယုံရဲ့အတိကထူးခြားချက်ကတော့နဂါးနဲ့အောက်ချင်းငတ်ပုံတွေကိုအတိကထားဖော်ပြထားခြင်းဖြစ်ပါတယ်နဂါးကဘိုးဘီတွေရဲ့အမွေအနှစ်ကိုကိုစားပြုပြီးအောက်ချင်းငတ်ကတော့မြင့်မြတ်မှုနဲ့ခေါင်းဆောင်မှုကိုဖော်ပြပါတယ်ဒီဝိယုံကိုဘယ်ဘက်အဖုံးပုံစံနဲ့ချုပ်လုပ်ထားပြီးဝတ်ဆင်သူတွေဟာအမျိုးသားများဖြစ်ကြောင်းဖော်ပြထားပါတယ်သူတို့ဟာကချင်လူမျိုးရဲ့ရိုးရာဓလေ့နဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုကာကွယ်ထိန်းသိမ်းသူတွေလည်းဖြစ်ပါတယ်အနီရင်ရောင်အခြေခံနဂါးဝိယုံအနီရောင်ဟာကံကောင်းခြင်းစိတ်အားထက်သန်မှုတက်ကြွမှုနဲ့ဂုဏ်သိက္ခာကိုကိုစားပြုပါတယ်ဒီဝိယုံရဲ့ရှေ့ဘက်မှာစွန်မီညံ့ငှက်ကြီးကိုထည့်သွင်းထားပြီးမနောပွဲမှာအဓိကဥဆောင်ကခုံသူနောင်ဆောင်ရဲ့အဆင့်အတန်းနဲ့တာဝန်ကိုဖော်ပြထားပါတယ်အင်ဂျီလက်ပေါ်ကကြိုးချီပုံစံကတော့လူမျိုးအားလုံးစီးလုံးညီညွတ်မှုနဲ့တိုးတက်မှုကိုဆိုလိုပါတယ်ကြောဘက်မှာငှက်တွေစုဝေးကခုံနေတဲ့ပုံစံကမနောပွဲရဲ့ခမ်းနားတဲ့အဆင့်လာကိုပြန်လည်အသက်သွင်းထားတာဖြစ်ပါတယ်စီးသီးနီရောင်အခြေခံနဂါးဝိယုံစီးသီးနီရောင်ဟာဝမ်းမြောက်ခြင်းမင်္ဂလာရှိခြင်းနဲ့မြင့်မြတ်တဲ့ဂုဏ်သိက္ခာကိုကိုစားပြုပါတယ်ဒီဝိယုံမှာတော့ဦးခေါင်းမော့ထားတဲ့အောက်ချင်းငှက်ကိုအတိကထားဖော်ပြထားပြီးမနောဦးဆောင်သူရဲ့ခေါင်းဆောင်နိုင်စွမ်းနဲ့အာဏာကိုကိုစားပြုပါတယ်ကြောဘက်မှာဒေါင်းငှက်နဲ့အခြားငှက်မျိုးစုံကိုစနစ်တကျထည့်သွင်းထားပြီးမနောအကရဲ့စီးလုံးညီညွတ်မှုနဲ့အလှတရားကိုဖော်ပြထားပါတယ်မျက်စိရောင်အခြေခံနဂါးဝိယုံမျက်စိရောင်ကတော့တဘာဝရဲ့အသက်ဝင်မှုရှင်သန်မှုနဲ့မျောလင့်ချက်အသစ်တွေကိုကိုစားပြုပါတယ်ရှေ့ဘက်မှာအနီရောင်ငှက်မင်းသားညီကိုဖော်ပြထားပြီးမနောပွဲရဲ့ပထမအရန်ဦးဆောင်ကားသူရဲ့အဆင့်အတန်းနဲ့တာဝန်ကိုကိုစားပြုပါတယ်ယရနာအပြာရောင်အခြေခံနဂါးဝိယုံအပြာရောင်ဟာတည်ငြိမ်မှုယုံကြည်စိတ်ချရမှုနဲ့မြင့်မြတ်တဲ့ဂုဏ်သိက္ခာကိုဖော်ပြပါတယ်ရှေ့ဘက်မှာကြီးကမ်းမီတိုငှက်ကိုထည့်သွင်းထားပြီးမနောပွဲရဲ့ဒုတိယအရန်ဦးဆောင်ကားသူရဲ့တာဝန်နဲ့အဆင့်အတန်းကိုဖော်ပြထားပါတယ်အစိမ်းရောင်အခြေခံနဂါးဝိယုံအစိမ်းရောင်ဟာကချင်တို့ရဲ့စိမ်းလန်းတဲ့တောင်တန်းတွေတစ်တော်တွေနဲ့မျိုးဆက်အဆက်ဆက်ရက်တီလာခဲ့တဲ့အင်ကြီးကိုကိုစားပြုပါတယ်ရင်ဘက်မှာတောင်ပံဖြန့်ထားတဲ့ဒေါင်းငှက်ကိုအဓိကထားပြီးကြောဘက်မှာရက်တောင်အမီးငှက်နဲ့စွန်မီးညံ့ငှက်တွေကိုထည့်သွင်းထားပါတယ်ဒါကမနောအကယဉ်ကျေးမှုကိုမျိုးဆက်တစ်တွေစီဆက်လက်လက်ဆင့်ကမ်းသွားမယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြထားတာဖြစ်ပါတယ်အပြာတောက်တောက်နဂါးဝိယုံအပြာတောက်တောက်ရောင်ကလန်းဆန်းမှုကျေပြန့်မှုနဲ့အသက်ဝင်တက်ကြွမှုကိုဖော်ပြပါတယ်
ရှေ့ဘက်မှာအဝါရောင်ပိုင်းနဲ့ပန်ကာပုံအမီးရှိတဲ့ချိုးငက်ကိုထည့်သွင်းထားပြီးမနောပွဲရဲ့ဒုတိယခေါင်းဆောင်အကားဦးဆောင်သူရဲ့အဆင့်တန်းကိုကိုစားပြုထားပါတယ်။အနက်ရောင်အခြေခံနဂါဝိယုံအနက်ရောင်နဂါဝိယုံကတော့တည်ငြိမ်မှုရဲရင့်မှုနဲ့ဂုဏ်သိက္ခာကိုကိုစားပြုတဲ့ဝိယုံတစ်မျိုးဖြစ်ပါတယ်။ဝိယုံရဲ့ရှေ့ဘက်မှာရက်တောင်မီးငတ်ပုံကိုခြေသားထားပြီးဒုတိယဦးဆောင်အကာသမားကိုကိုစားပြုပါတယ်။နောက်ဖက်မှာတော့ဦးထောင်းနဲ့အနီရောင်တောင်ရုပ်သီးငတ်ပုံတွေကိုထည့်သွင်းထားပြီးဦးဆောင်အကအဖွဲ့ရဲ့စီလုံးညီညာမှုစီကံရှိမှုနဲ့ဂုဏ်သိက္ခာကိုဖော်ပြထားပါတယ်။အနစ်ချုပ်ရရင်ကချင်နဂါဝိယုံတွေဟာအယောင်လှပတဲ့ဝတ်စုံတွေထက်ပိုမိုနှက်ဆိုင်တဲ့အဓိပ္ပာယ်ရှိပါတယ်။ဝိယုံတစ်ထေချင်းစီမှာဘိုးဘေးတွေရဲ့သမိုင်းတဘာဝနဲ့ဆက်နွယ်မှုမနောပွဲရဲ့အစဉ်အလာနဲ့ကချင်လူမျိုးတို့ရဲ့အနာဂတ်မျှော်လင့်ချက်တွေကိုပုံဖော်ထားတာဖြစ်ပါတယ်။ Shut Up Pro Post Media ကနေလက်လန်းမီတလောက်ရှာဖွေတင်ဆက်ထားတာဖြစ်ပါတယ်။ဘာသာပြန်မှုလိုအပ်ချက်စကလုံးဝေါ်ဟာရအားနည်းချက်များကြောင့်အမှားယွင်းများပါခဲ့ရင်လည်းပြန်လည်ထောက်ပြဝေဖန်ပေးဖို့ဖိတ်ခေါ်ပါတယ်။အားလုံးနေကောင်းချမ်းသာကြပါစေ။